Rolex ဆိုတာကမ္ဘာထိပ်တန်း luxury အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။လက်ရှိတန်ဖိုးက American dollar 8 billion အထိရှိနေပါတယ်။ဒါပေမဲ့ဒီ empire ကြီးရဲ့အစကတော့အရာအလုံးဆုံးရှုံးခဲ့ရတဲ့မိဘမဲ့ကလေးတစ်ယောက်စီကနေစတင်ခဲ့တာပါ။သူဘလို့အခက်အခဲတွေကိုကြော်ဖြတ်ပြီးကမ္ဘာကျော် Rolex ကိုတည်ထောင်ခဲ့တယ်လဲဆိုတာကိုဒီနေ့မှာတင်ဆက်ပေးကြပါမယ်။ 1882ခုနှစ်မတ်လ22ရက်နေ့မှာ Hans Wilsdorf ကိုဂျာမနီနိုင်ငံခွန်ဘတ်မှာမွေးဖွားခဲ့ပါတယ်။မိဘတွေကတန်တေလုပ်ငန်းကိုအောင်မြင်စွာလုပ်ကိုင်နေတဲ့သူတွေပါ။ဒါပေမဲ့1892ခုနှစ်မှာမိခင်ဆုံးပါသွားခဲ့ပါတယ်။နောက်တစ်နှစ်မှာပဲဖခင်ပါထပ်မံကွယ်လွန်သွားခဲ့ပါတယ်။အသက်12နှစ်အရွယ်မှာပဲသူမိဘမဲ့ဘဝကိုရောက်ရှိသွားခဲ့ရပါတော့တယ်။ဦးလေးတွေကမိသားစုလုပ်ငန်းကိုရောင်းချလိုက်ပြီးသူ့ကိုဘော်ဒါဆောင်ပို့လိုက်ပါတယ်။အစပိုင်းမှာသူအလွန်စိတ်ဓာတ်ကျခဲ့ပါတယ်။အခြားចောင်းသားတွေရဲ့အနိုင်ကျင့်တာကိုလည်းခံခဲ့ရပါတယ်။ဒါပေမဲ့ဒီအခက်အခဲတွေကသူ့ကိုကိုအားကိုတတ်အောင်ပစ္စည်းဥစ္စာတန်ဖိုးထားတတ်အောင်တင်ပေးလိုက်ပါတယ်။ဒါဟာနောက်ပိုင်းအောင်မြင်မှုရဲ့အတိကတော့ချက်ဖြစ်လာခဲ့ပါတယ်။ကျောင်းမှာတင်ချာနဲ့ဘာသာစကားတွေကိုသူထူးချွန်စွာသင်ယူခဲ့ပါတယ်။ဆွစ်ဇာလန်တငယ်ချင်းစီကနေနာယီလုပ်ငန်းအကြောင်းစိတ်ဝင်စားစရာတွေကြားသိခဲ့ရပါတယ်။ဒီနေ့မှာတော့ဘဝကိုအပြောင်းအလဲလုပ်ချင်တဲ့ဆန္ဒနဲ့ဂျာမနီကိုစွန့်ခွာခဲ့ပါတယ်။အသက်19နှစ်အရွယ်မှာတော့ဆွစ်ဇာလန်နိုင်ငံဂျီနီဗာကိုရောက်ရှိသွားခဲ့ပါတယ်။ ဂျီနီဗာမှာသူဟာနာယီလုပ်ငန်းခွင်တစ်ခုမှာအလုပ်သင်အဖြစ်စတင်ဝင်ရောက်ခဲ့ပါတယ်။အဲဒီကနေစပြီး Rolex ဆိုတဲ့ကမ္ဘာအကျော်ကြားဆုံး empire ကြီးရဲ့အုတ်မြစ်ကိုသူချမှတ်နိုင်ခဲ့ပါတယ်။မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပြခဲ့တဲ့ဒီဇလန်ကတော့ Hans Wilsdorf ရဲ့အစစ်မှန်ဆုံးသမိုင်းကြောင်းပါပဲ။ Hans Wilsdorf ဟာပလဲရောင်းဝယ်ရေးကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ခဲ့ပါတယ်။အဲ့ဒီလုပ်ငန်းကဘာမှထုတ်လုပ်မှုမရှိဘဲနဲ့အမျက်အများကြီးရနေတာကိုသူသတိထားမိခဲ့တယ်။စီးပွားရေးနည်းဗျူဟာတွေကိုအဲ့ဒီနေရာမှာသူအများကြီးလေ့လာခဲ့တာပါ။တနေ့မှာတော့တငယ်ချင်းစီကနေကူနိုကော်တန်ဆိုတဲ့နာယီကုမ္ပဏီမှာအလုပ်လုပ်ဖို့ဖိတ်ခေါ်စာရောက်လာခဲ့ပါတယ်။ ကူနိုကော်တန်ကုမ္ပဏီကထိုအချိန်ကနာယီလုပ်ငန်းမှာနာမည်ကြီးပြီးတစ်နှစ်ကိုSwiss franc 1 သန်းဖိုးလောက်တင်ပို့နေတာပါ။သူအမြဲတမ်းတွားချင်နေတဲ့ La Chaux-de-Fonds မြို့မှာအခြေစိုက်ထားတာမို့ Hans တယောက်အဲ့ဒီကိုပြောင်းရွှေ့ခဲ့ပါတယ်။အင်္ဂလိပ်စာတတ်ကျွမ်းမှုကြောင့်အင်္ဂလိပ်စာပေးစာတွေရေးရတဲ့အလုပ်ရခဲ့ပြီးတစ်လကို80 Swiss franc ရခဲ့ပါတယ်။နာယီတွေကိုနှိတိုင်းလိုက်ချိန်ပေးရင်နာယီထုတ်လုပ်ပုံအကြောင်းအရာတွေကိုအများကြီးသင်ယူခဲ့ပါတယ်။နှစ်နှစ်အကြာမှာတော့စစ်မှုထမ်းဖို့ဂျာမနီကိုပြန်ခဲ့ရပါတယ်။စစ်မှုထမ်းပြီးနောက်အသက်22နှစ်အရွယ်မှာတော့လန်ဒန်ကိုပြောင်းသွားပြီးအရေးအသွေးမြင့်နာယီကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ခဲ့ပြန်တယ်။အယောင်တိုးတက်အောင်စူးစမ်းရင်ကိုပိုင်နာယီလုပ်ငန်းထူထောင်ဖို့အစီအစဉ်တွေကိုစတင်စဉ်းစားခဲ့ပါတယ်။အဲ့ဒီကာလမှာပဲ Florence Frances May Crowley နဲ့တွေ့ဆုံပြီးလက်ထပ်ခဲ့ကြပါတယ်။တနေ့မှာတော့ Hans တယောက်သူ့ရဲ့အကိုဝမ်းကွယ် Alfred James Davis နဲ့ထိုင်ရင်ဘဝအကြောင်းတွေအနာဂတ်အစီအစဉ်တွေကိုဆွေးနွေးဖြစ်ခဲ့တယ်။ကိုပိုင်နာယီလုပ်ငန်းလုပ်ဖို့ယုံကြည်မှုရှိနေပေမဲ့ငွေရင်းနှီးမြှုပ်နှံမှုလိုအပ်နေကြောင်းသူပြောပြခဲ့တယ်။ Alfred ကသူ့ရဲ့နာယီအပေါ်ထားတဲ့စိတ်အားထက်သန်မှုကိုသိတာကြောင့်ငွေကြီးထောက်ပံ့ပေးဖို့သဘောတူခဲ့ပါတယ်။နှစ်ယောက်သားလက်ဆွဲနှုတ်ဆက်ပြီးစီးပွားရေးလုပ်ငန်းကိုစတင်ဖို့မီးစိမ်းပြလိုက်ပါတော့တယ်။1905ခုနှစ်မှာ Wilsdorf and Davis ကုမ္ပဏီကိုတည်ထောင်ခဲ့ပါတယ်။ဒါဟာနောက်ပိုင်းမှာကမ္ဘာကျော် Rolex ဖြစ်လာမဲ့အစပျိုးခြင်းပါပဲ။ဆွစ်ဇာလန်က Hermann Igler ကုမ္ပဏီနဲ့လက်တွဲပြီးနာယီဆက်အစိပ်ပိုင်းတွေကိုအင်္ဂလန်ကိုတင်သွင်းခဲ့ကြတယ်။ဆွစ်ဇာလန်မှာရုံးခန်းတစ်ခုဖွင့်လှစ်ပြီးအရေးသွေးမြင့်နာယီတွေကိုဈေးနှုန်းချိုသာစွာနဲ့ဖြန့်ချိနိုင်ဖို့အားထုတ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကလက်ပတ်နာယီတွေဟာအမျိုးသမီးတွေအတွက်ပဲအလှဆင်ပစ္စည်းအဖြစ်ယူဆခံခဲ့ရပါတယ်။အချိန်မှန်ဖို့ခက်ခဲတာကြောင့်လူတွေကလက်ပတ်နာယီကိုအားမကူကြပါဘူး။ Hans ကတော့အဲ့ဒီအချက်ကိုမကြိုက်ခဲ့ပါဘူး။အိတ်ထဲကနေနာယီထုတ်ကြည့်ရတာသူ့အတွက်အလုတ်ရှုပ်လွန်းနေတယ်။လက်ပတ်နာယီဟာနေ့စဉ်သုံးဖို့မဖြစ်နိုင်ဘူးလို့လူတွေပြောနေကြပေမဲ့ Hans ကတော့တမျိုးတွေးခဲ့ပါတယ်။ကျွန်တော်အမြင်အရတော့အိတ်ဆောင်နာယီတွေပျောက်ကွယ်သွားပြီးလက်ပတ်နာယီတွေနေရာယူလာလိမ့်မယ်။အဲ့ဒီအတွက်လက်ပတ်နာယီကောင်းတစ်လုံးကိုဖန်တီးဖို့ကျွန်တော်အစွမ်းကုန်စူးစမ်းမယ်လို့ Hans ကယုံကြည်ချက်ရှိရှိပြောခဲ့ပါတယ်။သူဟာဥရောပတခွင်လှည့်လည်ပြီးနာယီပညာရှင်တွေနဲ့ဆွေးနွေးတယ်။အရေးသွေးမြင့်လက်ပတ်နာယီတွေကိုတစ်လုံးပြီးတစ်လုံးဖန်တီးထုတ်လုပ်ခဲ့ပါတယ်။1908ခုနှစ်အရောက်မှာတော့သူ့ကုမ္ပဏီဟာအင်္ဂလန်ရဲ့နာမည်ကြီးလုပ်ငန်းတစ်ခုဖြစ်လာခဲ့ပါတယ်
အမတ်တဆိုင်နာမည်တစ်ပေးဖို့စဉ်းစားတဲ့အခါဘယ်ဘာသာစကားမှမဆိုဖတ်ရလွယ်ပြီးတိုတောင့်တဲ့မှတ်မိလွယ်တဲ့အမည်ကိုသူရှာဖွေခဲ့တယ်။အခီယာ9လုံးကိုပေါင်းစပ်ပြီးနောက်ဆုံးမှာတော့ Rolex ဆိုတဲ့အမည်ကိုဖန်တီးလိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီနာမည်ကိုပဲသူမှတ်ပုံတင်ခဲ့ပြီးမကြာခင်မှာပဲ Rolex ဟာကမ္ဘာတဝန်းမှာလူသိများလာခဲ့ပါတော့တယ်။ပထမကမ္ဘာစစ်ဖြစ်ပွားလာတဲ့အခါနာယီလုပ်ငန်းအများစုရုန်းကန်ခဲ့ကြရပါတယ်။ဒါပေမဲ့ Rolex ကတော့ထူးခြားပါတယ်။စစ်သားတွေကအိတ်ဆောင်နာယီတွေထက် Rolex လက်ပတ်နာယီတွေကိုပုံမနှစ်သက်စွာအသုံးပြုခဲ့ကြတယ်။တိုက်ပွဲတွေမှာအချိန်ကိုတိကျစွာညှိနှိုင်းနိုင်ဖို့အတွက် Rolex ရဲ့တိကျမှုကအလွန်အရေးပါခဲ့ပါတယ်။1914ခုနှစ်အရောက်မှာတော့ဝန်ထမ်း60ကျော်နဲ့လန်ဒန်ရုံးခန်းကြီးမှာအောင်မြင်စွာလည်ပတ်နေနိုင်ခဲ့ပါတယ်။1914ခုနှစ်မှာဗြိတိန်အစိုးရကပို့ကုန်ခွန်33%တိုးမြောက်လိုက်တဲ့အတွက် Hans တယောက်အခက်တွေ့ခဲ့ပါတယ်။စစ်ပွဲကြောင့်ဗြိတိန်မှာဂျာမန်လူမျိုးတွေကိုမုန်းတီးမှုတွေရှိလာတဲ့အခါ Hans Wilsdorf ဆိုတဲ့နာမည်ကလည်းအစင်မပြေမှုတွေဖြစ်လာခဲ့တယ်။ဒါကြောင့်1915ခုနှစ်မှာကုမ္ပဏီနာမည်ကို Rolex Watch Corporation Limited လို့အပိသက်ပြောင်းလဲလိုက်ပါတယ်။ကုမ္ပဏီရုံးချုပ်ကိုလည်းဆွစ်ဇာလန်ဘီယင်မြို့ကိုပြောင်းရွှေ့ခဲ့ရပါတယ်1916ခုနှစ်မှာတော့ရုံးချုပ်ကိုဂျနီဗာမြို့စီပြောင်းရွှေ့ခဲ့ပြီးဒီနေ့ထိတိုင်အဲ့ဒီမှာပဲရှိနေသေးပါ။နာယီဆက်အစိပ်အပိုင်းတွေကိုဘီယန်မှာထုတ်လုပ်ပြီးဂျနီဗာမှာတော့အတိအကျစစ်ဆေးဒီဇိုင်းထုတ်လုပ်ပြီးဖြန့်ချိပါတယ်။ Rolex ရဲ့နာမည်ကျော်9ပွင့်ဆိုင်တရပူတစ်စိပ်ကိုလည်းဒီကာလမှာပဲမှတ်ပုံတင်ခဲ့ပြီးနာယီမျက်နှာပြင်မှာစတင်အသုံးပြုခဲ့ပါတယ်။ Hans ကနာယီအိမ်ကိုဖုံရေချွေအပူအေးရန်တွေမဝင်နိုင်အောင်တင်းကျပ်ဖို့စ조사ခဲ့ပါတယ်။ဒီလိုမှသာနာယီရဲ့တိကျမှုကိုအပြည့်အဝအာမခံနိုင်မှာဖြစ်ပါတယ်။သူ့ရဲ့တီးခံမှုနဲ့စ조사အားထုတ်မှုတွေကြောင့်1926ခုနှစ်မှာတမိုင်းဝင် Rolex Oyster ကိုမိတ်ဆက်နိုင်ခဲ့ပါတယ်။ဒါဟာကပ္ပပထမဆုံးရေဆိုခံလက်ပတ်နာယီဖြစ်လာခဲ့ပြီးနာယီလောကကိုတခါတည်းပြောင်းလဲပြစ်လိုက်ပါတော့တယ်။ Hans ကသူ့ရဲ့တီထွင်မှုအသစ်ကိုကဘာကအံ့အားသင့်သွားအောင်အခွင့်အရေးကောင်းတစ်ခုစောင့်နေခဲ့ပါတယ်။1929မှာ Mercedes Glide ဆိုတဲ့အမျိုးသမီးက English Channel ကိုရေကူးဖြတ်ကူးနိုင်တယ်လို့ကြွေးကြော်လာတဲ့အခါ Hans ကအခွင့်အရေးကိုအမိအယဖမ်းဆုပ်လိုက်တယ်။သူက Mercedes ရဲ့လေဘင်းမှာ Rolex Oyster နာယီကိုဆွဲပြီးထားလိုက်တယ်။ရေထဲမှာ10နာရီကျော်ရေကူးပြီးတဲ့နောက် Mercedes မောပန်းနွမ်းနယ်နေပြီမဲ့ Rolex နာယီကတော့ပျက်စီးခြင်းမရှိဘဲပုံမှန်အတိုင်းလေပတ်နေစေပါပဲ။အဲ့ဒီသတင်းကတကဘာလုံးကိုပြန့်နှံ့သွားပြီး Rolex ရဲ့ကြော်ကြားမှုကအမြင့်ဆုံးကိုရောက်ရှိသွားခဲ့ပါတယ်။ Hans ကလူတွေပို့ပြီးစိတ်ဝင်စားလာအောင်ငါးပြတိုက် fish bowl တွေထဲမှာ Rolex နာယီတွေကိုငါးတွေနဲ့အတူထည့်ပြီးအယောင်ဆိုင်တိုင်းမှာပြသထားခဲ့တယ်။ထိပ်တန်း model Evelyn Lane နဲ့ပူးပေါင်းပြီးကြော်ညာတယ်။1933ခုနှစ်မှာ Everest တောင်ကိုပြန်တန်းတဲ့အဖွဲ့က Rolex နာယီကိုဝတ်ဆင်ပြီးပြန်လာတဲ့အခါနာယီတွေက100%အလုတ်လုံနေစေဖြစ်တာကိုတွေ့ရတယ်။1935ခုနှစ်မှာလဲ Malcolm Campbell ကတနာယီမိုင်300နှုန်းနဲ့မောင်းနေရင် Rolex နာယီကိုဝတ်ဆင်ခဲ့ပြန်တယ်။ Rolex ဟာဒီဇိုင်းလှပယုံနေမကပဲအကျန်းခံပြီးယုံကြည်စိတ်ချရတဲ့နာယီဆိုတာလူတိုင်းနားလည်သွားခဲ့ပါတယ်။1932ခုနှစ်မှာတော့ Rolex ကနောက်ထပ်ခြေလမ်းတစ်ခုလှမ်းမြန်တယ်။အဲ့ဒါကတော့ကမ္ဘာပထမဆုံးရေဆိုခံပြီးအလိုအလျောက်အချိန်မှန်စေတဲ့ Rolex Oyster Perpetua နာယီပဲဖြစ်ပါတယ်။အရင်ကနာယီတွေကိုလက်နဲ့အချိန်မှန်အောင်အမြဲလှည့်ပေးရတဲ့ဒုက္ခကနေလူတွေကိုလွတ်မြောက်သွားစေခဲ့ပါတယ်။ရာစုနှစ်ပေါင်းများစွာလူတွေအိမ်မက်မက်ခဲ့တဲ့တီထွင်မှုတစ်ခုကို Hans တယောက်အောင်မြင်စွာဖန်တီးနိုင်ခဲ့တာပါ။အောင်မြင်မှုတွေရထားပေမဲ့ Hans တယောက်အခက်အခဲတွေနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်။1934ကနေ1940ခုနှစ်အတွင်းသူကအခြားနာယီတစိမ့်တွေကိုထုတ်လုပ်ခဲ့ပေမဲ့ဂျာမန်နာမည်ကြောင့်အောင်မြင်မှုနည်းပါးခဲ့တယ်။ပြင်သစ်ဗြိတိန်နဲ့အမေရိကန်ဈေးကွက်တွေကဂျာမနီကိုမုန်းတီးနေတဲ့အတွက်သူ့ရဲ့တခြားလုပ်ငန်းတွေကိုရပ်နားခဲ့ရပါတယ်။နာမည်ကြီးအောင်မြင်မှုတွေရရှိထားပေမဲ့ Hans တယောက်ဂျာမန်နာမည်နဲ့သူလုတ်ကင်နေရတာကြောင့်စ조사မှုနှစ်ဆပေးဆက်ခဲ့ရတဲ့အကြောင်းကိုတော့လူတိုင်းမသိကြပါဘူး။စစ်ကြီးဖြစ်ပွားတဲ့အခါ Rolex အနေနဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။ဆွစ်ဇာလန်ကနေဥရောပဈေးကွက်ကြီးတွေစီပစ္စည်းပို့ဖို့ခက်ခဲပြီးကုန်ကျစရိတ်တွေများလာခဲ့တယ်။ Hans အတွက်တော့စိတ်ပျက်စရာကာလပါပဲ။နောက်ထပ်ဝမ်းနည်းစရာကတော့1944ခုနှစ်မှာသူ့ဇနီးကွယ်လွန်သွားခဲ့တာပါ။ဇနီးကိုအမှတ်တရဖြစ်စေဖို့ Wilsdorf Foundation ဆိုတဲ့လူမှုရေးပရာဟိတအဖွဲ့အစည်းတစ်ခုကိုသူတည်ထောင်ခဲ့တယ်။ Hans မကွယ်လွန်ခင်မှာ Rolex ရဲ့ပိုင်ဆိုင်မှု100%ကို
ဒီ foundation စီလွှဲပြောင်းပေးခဲ့တယ်ဒီနေ့အချိန်ထိ Rolex ကိုဒီ foundation ကပဲပိုင်ဆိုင်ထိန်းချုပ်ထားတယ်ဒါကြောင့် Rolex ဟာဘယ်တော့မှ stock ဈေးကွက်ထဲဝင်မှာမဟုတ်သလိုရောင်းချမှာလည်းမဟုတ်ဘူးပရာဟိတအဖွဲ့အစည်းဖြစ်တဲ့အတွက်အခွန်လဲစောင့်စရာမလိုတော့ဘူး ဒုတိယကမ္ဘာစစ်ပြီးတာနဲ့ Rolex လုပ်ငန်းတွေတဟုန်ထိုးအောင်မြင်လာခဲ့ပြီး1946ခုနှစ်မှာ Rolex Chronometer အလုံးကြီး9000ထိရောင်းချနိုင်ခဲ့တယ်။နောက်တစ်နှစ်1949မှာတော့တသိန်းထိရောက်ရှိသွားပြီးနှစ်20အတွင်းရောင်းအားကိုတစ်နှစ်ထင်းနဲ့နှစ်ဆတိုးမြင့်နိုင်ခဲ့တယ်။1945မှာထွက်ရှိတဲ့ Rolex Datejust Model ကဒီအောင်မြင်မှုအတွက်အထူးတွန်းအားဖြစ်ခဲ့ပြီးဒါဟာရည်ဆိုခံပြီးအလိုအလျောက်အချိန်မှန်စေတဲ့အပြင်ရက်စွဲကိုပါဖော်ပြပေးတဲ့ပထမဆုံးနိုင်ဖြစ်လာခဲ့တယ်။နောက်10နှစ်အကြာမှာတော့ D-Date ဆိုတဲ့ model တစ်ထပ်ထွက်လာတယ်။နေ့ရက်နဲ့ရက်စွဲနှစ်မျိုးလုံးဖော်ပြပေးတဲ့နိုင်ဖြစ်လာတယ်။ဒီလိုပုံစံမျိုးတွေကိုအခုချိန်ထိအသုံးများနေကြတော့မှာ။နှစ်90များအတွင်းမှာတီထွင်စမ်းသစ်မှုတွေအများကြီးလုပ်ခဲ့ပြီး1953မှာမိတ်ဆက်တဲ့ Rolex Submariner ကတော့အကျော်ကြားဆုံးပါပြီ။ရေအောက်မီတာ100အထိအကျန်းခံနိုင်တဲ့ရေဆိုခံနိုင်ဖြစ်လာခဲ့ပါတယ်။ Hans Wilsdorf 1960မှာကွယ်လွန်သွားခဲ့ပြီးသူမရှိတော့တဲ့နောက် Rolex ဟာအခုမြင်တွေ့နေရတဲ့လူကုန်ထန်တွေအတွက် luxury အမှတ်တမ်းစိတ်ဖြစ်လာခဲ့တယ်။လူအများမဝယ်နိုင်တဲ့ exclusive အဆင့်ကိုဥတီကြော်ညာခဲ့ပြီးအောင်မြင်ခဲ့တယ်။နောက်ထပ်သတိပြုစရာတစ်ခုကတော့1985မှာ 904L လို့ခေါ်တဲ့အလွန်အကြမ်းခံပြီးဈေးကြီးတဲ့တံမဏီကိုစတင်သုံးစွဲခဲ့တာပါ။ဒီလိုတံမဏီမျိုးသုံးတဲ့ပထမဆုံးနာရီဖြစ်ခဲ့ပြီးဈေးကြီးရတဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ဒီနေ့အချိန်ထိ Rolex ဟာကမ္ဘာအတိအမှတ်ပြုအခံရဆုံးနာရီအမှတ်တမ်းစိတ်ဖြစ်နေသေးပါ။မိဘမဲ့ကလေးငယ်လေးတစ်ယောက်ကနေဘာမှမရှိပဲစတင်ခဲ့တဲ့ Hans Wilsdorf ဟာသူ့လမ်းကြောင်းသူဖောက်ပြီးနာရီလောကကိုပြောင်းလဲပေးခဲ့သူပါ။သူ့ရဲ့ဒီဇိုင်းနဲ့နည်းပညာအပေါ်ထားတဲ့စိတ်အားထက်သန်မှုကသူ့ကိုနာရီလောကရဲ့တောစာအကြီးဆုံးလူသားတစ်ယောက်ဖြစ်စေခဲ့တယ်။သူ့ရဲ့အမွေအနှစ်တွေကို Rolex ဝတ်ထားတဲ့လူတိုင်းရဲ့လက်ကဝတ်မှာမြင်တွေ့နေရမှာပါ။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Subscribe လုပ်ထားဖို့မမိနဲ့ဦးနောက်ဗီဒီယိုမှာပြန်ဆိုမယ်ကျွန်တော်ရဲ့တမိုင်းရိပ်မြုံ YouTube Channel ကိုကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအယံကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube Channel လေးကနေနိုင်ငံရေးတမိုင်းတွေကမ္ဘာတမိုင်းတွေထင်ပေါ်ကျော်ကြားတဲ့လူပုဂ္ဂိုလ်တွေရဲ့တမိုင်းတွေကိုတင်ဆက်ပေးနေပါတယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့တမိုင်းရိပ်မြုံ YouTube Channel လေးကို Subscribe နှိပ်ထားအောင်နော် Okay နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့